အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်နော်โอเคပါ21ရက်3လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကြိုက်ရင်ကစားလို့ရအောင်လို့ကျွန်တော် site ကလေးဆွဲပြပေးတော့မှာဖြစ်ပါတယ် site ကလေးကိုစာအနေဆုံးကြည့်ရှုပါလေ့လာပါမိမိကိုယ်တိုင်ကြိုက်နှစ်သက်မှကစားပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ထားပါဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပါလက်မလေးတွေနှိပ်ပြီးမှအားပေးခဲ့ကြပါအောင်လို့ကျွန်တော်ဘက်ကနေတောင်းဆိုပါတယ်ခင်ဗျာဟိုဘက်က channel လေးနှစ်ပတ်လောက်ပိတ်ခံရတယ်ပေါ့နော်ပြောလို့တော့မရဘူးတစ်ပတ်လောက်ပဲဖြစ်ရင်လည်းဖြစ်မယ်ပေါ့ဗျာနော်ဟိုဘက်က channel ပြင်ရတဲ့ခါကျရင်ဒီဘက်ကိုကျွန်တော် one chain လေးတင်ပေးမယ်ဟိုဘက် channel ကိုတော့နေ့တိုင်းတင်ပေးမယ်ပေါ့နော်တော်ရရပါကျွန်တော်အရန်လေးဖွင့်ထားလို့โอเคပါကျွန်တော် site ကလေးကိုစားလိုက်အောင်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော် break လေးကိုအရင်ပြပေးမယ်ဒီအနီအောင်ကွက်ထဲမှာရှိတဲ့ခဏန်းသုံးလုံးကိုကျွန်တော်ပေါင်းလိုက်မယ်842ကိုပေါင်းလိုက်လို့ရှိရင်14ရပါတယ်14ဆိုတော့ကျွန်တော်က4 break ဆိုပြီးတော့ယူလိုက်ပါမယ်8နဲ့4ပေါ့နော်8နဲ့4ကိုပေါင်းလိုက်တာ14ဖြစ်တဲ့အတွက်ကြောင့်4 break အဲ့ဒီ4 break ကဒီမှာညနေပိုင်းမှာ3-4ဆိုပြီးတော့ထွက်ပါတယ်ဒုတိယပင်လေးကိုဆက်ကြည့်လိုက်အောင်6-3ညနှစ်6-3ညနှစ်ကိုပေါင်းလိုက်လို့ရှိရင်8ရပါတယ်အဲ့တော့10 break ဆိုပြီးတော့ကျွန်တော်ကယူလိုက်ပါမယ်ခင်ဗျာဒုတိယပင်လေးကကျွန်တော်6-3ညနှစ်ကိုပေါင်းလိုက်တာ10 break ရပြီအဲ့ဒီ10 break ကဒီမှာညနေပိုင်းမှာ6နှစ်ဆိုပြီးတော့ထွက်ပါတယ်တတိယပင်လေးကိုကြည့်လိုက်အောင်1နဲ့2နဲ့9နဲ့ပေါင်းလိုက်မယ်1နှစ်ကိုပေါင်းလို့ရှိရင်12ရပါတယ်12ဆိုတော့2 break 3မိနစ်မြောက်က2 break ဒီ3မိနစ်ဆက်ပေးမယ်ဆိုရင်4 break နဲ့10 break လို့ပဲဒီညနေမှာထွက်မယ်ဟုတ်ပြီနော်ထွက်မယ်ပေါ့ဗျာနော်ဆက်မပေးရင်တော့မထွက်ဘူးပေါ့ဗျာနော်ဆက်ပေးရင်တော့ထွက်မယ်ဟုတ်ပြီဒါ break line လေး2 break ရပြီအဲ့ဒါကိုမှကျွန်တော်ကထိပ်စီးလေးပြပေးမယ်ထိပ်စီးကဒီမှာအပြာရောင်လေးဖြစ်ပါတယ်ဒီမှာ6ဒီမှာ8ပေါင်းလိုက်ရင်14ပြီးဒီဘက်က6နဲ့ထပ်ပေါင်းရင်20 686ကိုပေါင်းလိုက်တာ20ဆိုတော့3ညသူကဒီမှာ3ညထိပ်စီးဟုတ်ရ3ညထိပ်စီးအဲ့မှာ4 break နဲ့3ညထိပ်စီးနဲ့3ည4ဆိုပြီးတော့ထွက်တယ်ဒုတိယပင်ထိပ်စီးလေးကိုကြည့်အောင်ဒီမှာ6ဒီမှာ3ပေါင်းလိုက်ရင်9ဘက်က9နဲ့ထပ်ပေါင်းရင်16 6-3ခွန်ပေါင်းလိုက်တာ16 16ဆိုတော့6အဲ့တော့ဒီမှာ
6ထိပ်စီနော်ဒုတိယပြန်6ထိပ်စီနဲ့10ပရိတ်နဲ့တွဲပြီးတော့6နှစ်ဆိုပြီးတော့ထွက်ပါတယ်တတိယပြန်ထိပ်စီလေးကြည့်အောင်ဒီမှာခွန်ဆိုတဲ့ကဏ္ဍရှိမယ်ဒီအောက်မှာခွန်ဆိုတဲ့ကဏ္ဍရှိမယ်9လုံးကိုပေါင်းလိုက်ရင်14ဒီဘက်က1နဲ့ထပ်ပေါင်းရင်15ဆိုတော့9ပေါ့ဗျာအဲ့ဒီမှာကျွန်တော်တုံညထိပ်စီ6ထိပ်စီလိုပဲဒီမှာလည်း9ထိပ်စီဆိုပြီးတော့ယူလိုက်မယ်အကြောင်းထိပ်စီက9ဘရိတ်က2ဘရိတ်ဆိုတော့9ခွန်ပေါ့ဗျာနော်9ခွန်နောက်ထပ် main 3ခွက်ပဲရွေးပေးလိုက်မယ်ပေါ့နော်ကျွန်တော် main 3ခွက်9ခွန်8 4 3 5အဓိက main အနေနဲ့က9ခွန်ရယ်9ခွန် R ရယ်8 4 R ရယ်3 5 R ရယ်3 5ကတော့ကျွန်တော်တခြား site ကနေမြင်ထားလို့ဒီထက်မှာ main ထည့်ပေးတာပေါ့နော်ကျွန်တော်ရဲ့အကိုအမများအနေနဲ့ပေါ့နော် break ကြရင် break ကိုကစားလို့ရပါတယ်ထိပ်စီးကြရင်ထိပ်စီးကစားလို့ရပါတယ်ထိပ်စီးကတော့ထိပ်စီးဆိုပေမဲ့လည်းအပိတ်ကနေလာတတ်ပါတယ်အဲ့တော့ပတ်တီဆိုရင်တော့ပိုစိတ်ချပါဘောနော်ထိပ်စီးတီးတတ်မဟုတ်ပဲပတ်တီဆိုရင်တော့ပိုစိတ်ချရတယ်ဒါပေမဲ့ဒါလည်းမိတ်ဆွေတို့တဘောပေါ့နော်ထိပ်စီးတီးတတ်မယ်ဆွဲကျင်တယ်ဆိုရင်ဆွဲလို့ရတယ် break ကြရင်လည်း break ဆွဲကျင်ဆွဲလို့ရတယ်နော် break နဲ့ထိပ်စီးတဲ့ကမိတ်ဆွေတို့ကြိုက်တဲ့ကဏ္ဍနဲ့တွဲပြီးတော့မှ main ဖြစ်ကစားခြင်းနဲ့ဆိုရင်ရပါတယ်ကျွန်တော်အနေနဲ့ကတော့9ခွန် R ရယ်8 4 R ရယ်35 R ရယ်ကို main ဖြစ်ရွေးပေးလိုက်ပါတယ်35ဆိုတဲ့ကဏ္ဍကတော့ဒီ site ကမဟုတ်ပါဘူးကျွန်တော်တခြား site ကနေမြင်ထားတဲ့အတွက်ကြောင့်ဒီထဲမှာထည့်ရေးပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ချစ်မိတ်ဆွေအားလုံး21ရက်3လ2025ညနေ4:00နာရီခွဲမှာကောင်းကောင်းချင်းနေပိုင်ဆိုင်နေကြပါစေနော်ကျွန်တော်ရဲ့ canal လေးနဲ့ပေါက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဟိုဘက်နဲ့မတူအောင်တော့ဆုတောင်းပေးရမယ်နိုင်ဒီဘက်ပါအပိတ်ခံမှာဆိုလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ